အကိုရောဒီစာပေလောကတွေကိုဘယ်လိုလို့ဝင်ဖြစ်လာလဲမသိဘူးပေါ့နော်ကျွန်တော်သိရလောက်ဆိုရင်ဒီစာပေလောကတွေကိုဝင်လာတာ10နှစ်ဝန်းကျင်ပဲရှိအောင်မယ်နော်ဟုတ်တယ်ခင်ဗျကျွန်တော်2018မှာစာအုပ်စထွက်တာဆိုတော့အခု10နှစ်တောင်မပြည့်သေးဘူးပေါ့နော်အခု10နှစ်ဝန်းကျင်ပဲရှိအောင်မယ်စာပေလောကတွေဝင်လာဖြစ်တာကတော့စာပေလောကနဲ့ရတယ်ကျွန်တော်နီးစက်တယ်ဆိုတာကျွန်တော်မျိုးသမီးပေါ့နော်အဲ့တုန်းကတော့ဟိုရင်တုန်းကတော့သူနဲ့စပြီးတော့ခင်မင်းရင်းနှီးကာစားပေါ့နော်ပြီးတော့သူနဲ့ချစ်သူတွေဖြစ်တဲ့အချိန်မှာသူကစာအုပ်ဆိုင်ဖွင့်တာတော့အဲ့မှာကလေးကကျွန်တော်စာအုပ်လောကနဲ့ရနီးစက်နေပြီးတော့သူစာအုပ်ဆိုင်ကိုပုံစံတစ်မျိုးနဲ့ပြန်လဲစမ်းသစ်ချင်တယ်ဆိုပြီးတော့ကျွန်တော်တို့မြန်မာပလာဇာမှာအင်ဝါစာအုပ်ဆိုင်ဆိုပြီးဖွင့်တဲ့အခါမှာသူဆိုင်အောင်လည်းကျွန်တော်ဝင်ကူညီပေးနေပေါ့ကျွန်တော်အရှိမလုပ်ခဲ့အလုပ်တွေအများကြီးပေါ့နော်ကျွန်တော် multimedia နဲ့ပတ်သက်တဲ့လုပ်တွေအများကြီးလုပ်ခဲ့တယ် video editing နဲ့ပတ်သက်တာလည်းကျွန်တော်လုပ်ခဲ့တယ်ကြော်ညာ marketing နဲ့ပတ်သက်တာလည်းလုပ်ခဲ့တယ်ပြီး graphic design နဲ့ပတ်သက်တာလည်းကျွန်တော်လုပ်ခဲ့ပေါ့နော်ပြီးတော့အဲ့ဒီအတွေ့အကြုံတွေအားလုံးစုပေါင်းပြီးတော့မှနိုင်ငံခြားဘွဲရပြီးတော့ကျွန်တော်မြန်မာနိုင်ငံကအကြောင်းတစ်ကြောင်းမှာဆရာဖြစ်လေ9နှစ်6နှစ်ဝင်သင်ခဲ့တယ်ပေါ့နော်ဒီ marketing နဲ့ art and design ကိုသင်ခဲ့တယ်ပေါ့နော်အကြောင်းမျိုးကြောင့်အဲ့အလုပ်မှာကျွန်တော်နားလိုက်တယ်ပေါ့နော်အဲ့ဒီတော့မှကျွန်တော်အိမ်တော်ပြုတ်လည်းဖြစ်လာတယ်ပေါ့2018မှာအိမ်တော်ပြုတ်တဲ့အချိန်မှာကျွန်တော်ကဘာလုံးမှမရှိတော့ဘူးမျိုးသမီးရဲ့ဆိုင်မှာပဲဝင်ကူနေတာပဲရှိနေရပါတော့။အဲ့ဒီမှာကျွန်တော်ကိုပိုင် career တစ်ခုတော့ကျွန်တော်လုံးမရတော့မယ်ဆိုပြီးစဉ်းစားတဲ့အချိန်မှာဘာသာပြန်ကြည့်ပါလားပေါ့။ဘာသာပြန်ဆိုကျွန်တော်အရင်တော့ဘာသာပြန်အတွေ့အကြုံရှိတယ်ဆိုတာကျွန်တော်ကနိုင်ငံခြားရုပ်ရှင်ကားတွေကိုမြန်မာစာတန်းထိုးဘူးတယ်။စကားပေါင်းရာနဲ့ချီပြီးတော့မှအဲ့ဒီမှာလည်းကျွန်တော်အတွေ့အကြုံရှိပြီးသား။အဲ့ဒီမှာကျွန်တော်မျိုးသမီးကအဲ့ဒီ Mark Manson ရဲ့စာအုပ်ကိုပြပြီးတော့မှဖတ်ကြည့်ပေါ့နော်ဖတ်ကြည့်ပြီးပြန်ကြည့်ပါလားအဲ့တော့ကကျွန်တော်ပြောတာပေါ့နော်ကျွန်တော်ကတော့ဝိသုသာဝယ်ဖတ်တဲ့သူကျွန်တော်တစ်သက်လုံးကကျွန်တော် fiction ပဲဖတ်တာနော် fiction ကတော့ horror sci-fi တွေ thriller တွေပဲဖတ်တဲ့သူဆိုတော့ non fiction မဖတ်ချင်ဘူးပေါ့ဒါပေမဲ့ဖတ်ကြည့်ပါလို့သူကပြောတဲ့အချိန်မှာကျွန်တော်ဖတ်လိုက်တော့နားလေတယ်ပေါ့နော် non fiction ဘာကြောင့်အောင်မြင်လဲဆိုတော့ကျွန်တော်သဘောပေါက်သွားတယ်ပေါ့နော်နှစ်ခန်းလောက်ဖတ်ပြီးတဲ့အချိန်မှာ okay အဲ့ဒါဆိုဒီစာအုပ်ကိုဘာသာပြန်ကြည့်မယ်ဆိုကျွန်တော်ပြန်လိုက်တော့ဘယ်တော့မှမကြောက်ဘူးတစ်လလောက်ပဲကြာတလားလုံးနဲ့ပြီးသွားတော့အဲ့မှာပြီးတော့မှထုတ်ဝေးရေးတွေပါလေရှာမနေတော့ဘူးလို့ထုတ်ဝေးရေးတွေပါလေကလည်းကိုယ်ဘယ်သူမှမသိမှမသိတာအဲ့တော့သူတို့ပြောရမှာခက်တယ်ကိုယ့်ဘာသာကိုပဲထုတ်ဝေးရေးလုပ်မယ်ဆိုပြီးတော့မှတက်တဲ့ရှိရဲ့ငွေကြီးအနှင်းငယ်နေပေါ့နော်ထုတ်ဝေးရေးလေးထောင်ပြီးတော့မှဟုတ်ကဲ့အဲ့စာအုပ်ကိုထုတ်လိုက်တာပေါ့မထင်မှတ်ပဲဒီကီးမဆိုင်ကျင်တို့ပညာစာအုပ်ကအောင်မြင်သွားတော့အဲ့ဒီမှာစာပေလောကတွေကိုရောက်သွားတာပဲဟိုမထင်မှတ်ပဲလို့တော့ကျွန်တော်မမြင်ဘူးပေါ့နော်ဘာလို့အကိုအရှိမှလည်း experience တွေအများကြီးရှိရောလေအဲ့ဒီ graphic design တွေရောစာရေးတာတွေရောဘာသာပြန်တဲ့ဟာတွေရောအကုန်လုံး combine လုပ်လိုက်တဲ့အခါမှာအကိုရဲ့ဒီ game site ချင်းအမှုပညာဆိုတဲ့ title ကလေရမ်းမိုက်တာလားပြီးရင် design တွေကစပေါ့နော်ဘာသာပြန်တဲ့ပုံစံတွေကလည်းအကိုရေးတဲ့ပုံစံကဟိုရှင်းရှင်းလင်းလင်းနဲ့ပေါ့နော်လူငယ်တွေဖတ်လို့နားလည်ရလွယ်အောင်ရေးထားတဲ့အခါမှာကျွန်တော်ကိုယ်နိုင်ကလည်းအဲ့ဒီစာကိုကျွန်တော်မြန်မာနိုင်ငံကိုစပြန်လာတဲ့အချိန်မှာတတိထားမိရပါတော့လူတိုင်းက line ပေါ်တိုင်း game site ချင်းအမှုပညာ game site ချင်းအမှုပညာဆိုမှလုံးဝအကြီးကျယ် viral ဖြစ်ပြီးမှအောင်မြင်တဲ့ခါမှာကျွန်တော်လည်းဖတ်ကြည့်လိုက်တဲ့ခါမှာစီစာကတော်တော်လေးကိုကောင်းတာပဲပေါ့နော်ကျွန်တော်ဒီ Australia နေစပြန်လာတဲ့ခါမှာပထမဦးဆုံးဖတ်တဲ့စာကိုအကိုရဲ့စာကိုဟုတ်ကဲ့ဟုတ်ကျေးဇူးပါ yeah အဲ့တော့မထင်မှတ်ပဲတော့မဟုတ်အကိုရဲ့အရှိက experience အကုန်လုံး combine ဖြစ်သွားတဲ့အတွက်ကြောင့်မို့မှန်ပါတယ်အဓိကမထင်မှတ်ပဲလို့ပြောတဲ့အကြောင်းကြီးကကျွန်တော်ကစာအုပ်တော့ကလည်းမရောက်ဘူးလေစာအုပ်တော့ကဘယ်လောက်ရောင်းရကျွန်တော်မသိဘူးပေါ့နော်အဲ့တော့အုပ်ရည်ကလည်းတော့ရိုက်တာမှာ2000လားပဲရိုက်လိုက်တာပေါ့နော်ဟုတ်တယ်လေပတ်စံလည်းမရှိဘူးလေပတ်စံလည်းလောက်မရှိသေးဘူးလေမရှိသေးဘူးဆိုတာ30လောက်ပေါ့ရင်းပြီးတော့ပေါ့နော်အဲ့တော့ကိုက struggle ဖြစ်နေတဲ့အချိန်ကို struggle ဖြစ်နေဆိုနဲတဲ့မောင်းမဟုတ်ဘူးလေဒါပေမဲ့အဲ့ဒါရင်းပြီးတော့အဲ့လိုပဲစာအုပ်ထုတ်လိုက်ပြီးတော့မှ viral ဖြစ်သွားတယ်ဗော viral ဖြစ်တယ်ဆိုတော့လည်းဖြစ်တယ်ဗောနောက်1000လောက်ထည့်ရိုက်မယ်ဗောအဲ့ဒီမှာအရန်နေနောက်က demand လိုက်လာတဲ့အချိန်မှာမျိုးနဲ့မထားတော့အခက်အခဲတွေအများကြီးတွေ့ရတာဗောဘာလို့ဆိုတော့စာအုပ်က9000 1000ရိုက်ဖို့ဆိုတာမလွယ်ဘူးအနောက်ကဟိုချိုးစီစဉ်ရတယ်အများကြီးပေါ့နော်အဲ့ဒီအချိန်မှာဆိုင်နေလို့ကျွန်တော်စာအုပ်တွေမပေးနိုင်ဘူးပေါ့နော်ဆိုင်တွေကလည်းတောင်းမပေးနိုင်ဆိုင်မှာလည်းမတင်နိုင်စာအုပ်တွေဈေးကွက်ထဲမှာပြက်အဲ့တော့အဲ့ခက်ခဲတွေအများကြီးကြုံနေတဲ့အချိန်မှာဟိုအောင်မြင်တဲ့အတွက်ပျော်လဲပျော်ရဲဒါပေမဲ့စိတ်လည်းညစ်ရတာပေါ့လေကိုကစာအုပ်ကမထုတ်နိုင်ဘူးလေစတိုက်အဲ့တော့နောက်စာအုပ်တွေထုတ်တော့မှသာကျွန်တော်အတွေ့အကြုံတွေများလာပြီးတော့မှဘယ်လိုလှည့်ရမလဲဆိုတော့သိသွားတာဘယ်လိုစက်ကူတွေဘယ်လိုကြိုမှားမယ်အဲ့ဒါကိုနားလည်သွားတော့မှသာကျွန်တော်ထင်တယ်ကျွန်တော်ဂျထားဘွားမိန်းကလေးထွက်တော့မှာပေါ့နော်3အုပ်မြောက်လောက်ရောက်တော့မှစာအုပ်လောကဆိုတော့ကောင်းကောင်းစနားလဲတာပထမတစ်အုပ်မှာအဲ့လိုပဲချောင်းလေးဟိုလဲနေရပါတော့အကိုအဲ့ဒီပထမတအုပ်ကလေအကိုဘယ်နှအုပ်လောက်ရောင်းရလဲမသိဘူးပေါ့နော်အဲ့ဒါအကိုရဲ့ best selling စာအုပ်ဖြစ်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့အကြမ်းဖျင်းအပြင်ဘယ်ဝင်းချင်လောက်ရှိလဲမသိဘူးအုပ်ရည်ပေါင်းပေါ့နော်အုပ်ရည်ကတော့များပြီပေါ့ကျွန်တော်ဟောပေါ့အတိအကျတော့ကျွန်တော်မှတ်မိတော့ဘူးဟိုသိန်းကနန်းတော့ကတ်နေပြီပေါ့အကုန်လုံးပေါင်းလိုက်တော့သိန်းကနန်းဖြစ်သွားပြီဟုတ်ကဲ့ခင်ဗျ amazing เนาะမြန်မာနိုင်ငံမှာအကိုကတော့ဒါ top selling ပဲပေါ့နော်သိန်းကနန်းဆိုမဟုတ်ပါဘူးကျွန်တော်လည်းအများကြီးရောင်းတာရှိတာဟောဒါပေမဲ့ဒီခေတ်မှာလည်းအခုနောက်ပိုင်းရောင်းရတာဆိုလို့ရှိတယ်ဒီတောင်းချီသိန်းချီတဲ့လောက်များလာပြီကျွန်တော်ရုံးဆိုင်ညထွက်တဲ့အချိန်မှာများတယ်ဆိုတာအဲ့တုန်းကစာအုပ်လောကဈေးကွက်နည်းနည်းလေးအေးနေလို့အခုပြန် hot လာတဲ့အချိန်မှာတန်းကနန်းကတ်တဲ့စာအုပ်တွေတော့ရှိလာနိုင်တယ်တချို့စာအုပ်တွေဆိုနှစ်ပေါင်းများစွာကြာပြီလေကျွန်တော်တို့ငငယ်လေးကျွန်တော်မမွေးခင်တည်းကထုတ်လာတဲ့စာအုပ်တွေအချိန်ကြီးပေါင်းများစွာရင်းတဲ့စာအုပ်တွေလည်းရှိတယ်
ပြောချင်တာပေါ့လေဟိုပေါ့ကိုကို humble ဖြစ်ဖို့ပေါ့နော်အရင်ကြီးဟိုကိုအရင် best selling လို့ထင်တယ်လို့တော့မရတော့ပါဘူးအခုခေတ်မှာပြန်ဆိုင်နေရတယ်များလာပြီဒီစာအုပ်လောကတွေကိုဝင်မဲ့လူငယ်တွေလေးပေါ့နော်ဟိုစာအုပ်ထုတ်ဝေရေးဟာအောင်မြင်နိုင်တဲ့ business တစ်ခုဖြစ်တယ်ပေါ့နော်ကိုဝင်ငွေကို generate လုပ်ရတဲ့ business တစ်ခုဖြစ်တယ်ပေါ့နော်ဟိုရင်တော့လိုမျိုးအုပ်ရင်900လောက်ကိုဖြစ်မီအောင်ရောင်းနေဖြစ်တော့မဟုတ်တော့ဘူးအကုန်လုံးကတော့ထောင်ကနန်းတောင်ကနန်းလောက်ကိုမှတ်ပြီးတော့ရိုက်နေကြတဲ့ထုတ်ဝေနေကြတဲ့သူတွေများလာပြီပေါ့အဲ့ဒါလေးတော့ကျွန်တော်ပြောတဲ့သဘောပါဒါကြောင့်ကျွန်တော်စာအုပ်ပဲမြန်မာနိုင်ငံမှာအရောင်းအောင်ထင်နေမှာဆိုလို့ဟုတ်ကဲ့ရောင်းရပါတယ်အကိုစာအုပ်ပေါ့နော်ကျွန်တော်သတိထားမိရပေါ့နော်အကိုရဲ့ဒီစာအုပ်ဆိုအမြဲတမ်းဒီ top selling ကိုမှအကြကြီးပဲပေါ့နော်ပြီးနောက်တစ်အုပ်ပေါ့နော် Mark Manson ရဲ့နောက်တဲ့ second အုပ်ပေါ့နော်မျောလင်းချင်းဖက်စာလည်းတော်တော်လေးအောင်မြင်နေတာကိုဟုတ်ဟိုအချစ်တအုပ်လောက်သူကရှင်းရှင်းလင်းလင်းမဟုတ်တော့ဘဲနဲ့နည်းနည်းလေးပို့ပြီးတော့ philosophy လည်းများတယ်ပေါ့နော် Mark Manson လည်း philosopher တွေရဲ့စာအုပ်တွေကိုပြန်ပြီးတော့မှ digest လုပ်ပြီးတော့သုံးသပ်ပြီးရေးတဲ့သဘောဆိုနည်းနည်းခက်တယ်ပေါ့ခက်တော့ရှင်းတအုပ်လောက်တော့မတွက်ဘူးဒါပေမဲ့ပို့ပြီးတော့အချိန်ယူဖတ်ရတယ်ပို့ပြီးတော့အချိန်ယူဖတ်ရတဲ့စာအုပ်ဖြစ်သွားတယ်အကိုဘာသာပြန်တဲ့စာအုပ်တွေကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာအကိုရဲ့ pattern တစ်ခုကိုကျွန်တော်ကြည့်ထားမိရပေါ့နော်အကိုကလုံးဝလေးလေးနက်နက်စဉ်းစားရတဲ့ဟာတွေ philosophy တွေလုံးဝကြောက်စရာကောင်းတဲ့ဟာတွေ trauma character တွေပေါ့နော်တထားပေါ်က main လေးတို့ဆိုရင်ပေါ့နော်နောက်ထပ် fiction စာအုပ်တစ်အုပ်ရှိတယ်အဲ့ဒီစာအုပ်ဆိုရင်လည်းအကိုကနည်းနည်းလေးထိတ်လန့်စရာကောင်းတဲ့ character တွေအဲ့လိုမျိုးဟာတွေအကိုကရေးရတာကြိုက်တာလားပေါ့နော် non fiction နဲ့ကွဲတာ fiction ကြတော့ taste ကအရင်စကားပြောတော့နော်ကိုကြိုက်တဲ့စာအုပ်ကိုပဲဖတ်လို့ရတယ် fiction ကြတော့ကျွန်တော်က romance ဆိုလုံးဝမကြိုက်ဘူးချစ်ဖို့သူမဖတ်တတ်ဘူးဟုတ်ကဲ့ပြီးတော့အိမ်အောင်ရင်းနဲ့ပတ်သက်တာလည်းကျွန်တော်မကြိုက်ဘူးလေဟာသလုံးဝမရဘူးဒါကျွန်တော်ကိုကျွန်တော်သိတာပါနော်ဟာသနဲ့ပတ်သက်တဲ့ဟာတွေမရဘူးအဲ့လိုမျိုးလှောင်ပြောင်းတရောစာတွေလည်းကျွန်တော်မရကျွန်တော်အဲ့လို horror thriller နဲ့ပတ်သက်တာတွေ sci-fi fantasy နဲ့ပတ်သက်တာတွေပဲတစ်သက်လုံးဖတ်လာတာဆိုကျွန်တော်အားသာချက်ကအဲ့ဒါဖြစ်နေတယ်ကျွန်တော်ကြိုက်ဆုံးစာရေးဆရာတွေက Stephen King တို့ဘာလို့ဖြစ်နေတာဟုတ်ပြီးတော့အခုဟို Paula Hawking ဆိုဘာလို့ဖြစ်နေတော့တကယ် thriller ရေးတဲ့သူတွေပဲဖြစ်နေတယ်လေကိုအကြိုက်ဆုံးစာအုပ်ကို strong ဖြစ်ဆုံးစာအုပ်ကိုဘာသာပြန်တော့မှသာအကောင်းဆုံးလိုက်ရထွက်လာမှာလို့ကျွန်တော်ယုံတယ်ကျွန်တော်အကြောင်းမို့လဲကျွန်တော်အဲ့ဘက်လိုက်အောင်သွားတာပေါ့နော်ဟုတ်အကို Stephen King ရဲ့စာအုပ်တော့ဘာသာပြန်ထားသေးတယ်နော်ကိုဟုတ် Stephen King ရဲ့ကျွန်တော်ဒီ outsider ဆိုတဲ့စာအုပ်ကိုဘာသာပြန်ထားတာနဲ့ outsider အခုနောက်တော့အကိုဘာသာပြန်တဲ့တက်မှာဒီယထာဘောမိန်းကလေးကလည်းရုပ်ရှင်ဇာတ်ကားရှိရနော်ရှိတယ်ပဲထားဘောမိန်းကလေးကရုပ်ရှင်ဇာတ်ကားရှိတယ်ပြီးတော့ကျွန်တော် Dark Places ကိုအမှောင်ဆိုပြီးပြန်ထားတယ်အဲ့စာအုပ်ကလည်းရှိတယ်ရုပ်ရှင်ရှိတယ် outsider ကိုသစိမ်းဆိုပြီးတော့ကျွန်တော်ဘာသာပြန်ထားအဲ့ဒါကလည်း TV series ရှိတယ်ဟုတ်ကဲ့ဟိုက mainstream စာအုပ်တွေဘာသာပြန်တယ်လို့ပြောရမှာပေါ့